နေ့ခေတ်မှာကိုရီးယားကားတွေစီကိုရီးယားဇလန်တွေကြီးပြီးတောင်ကိုရီးယားကိုအထင်ကြီးနေတဲ့အချိန်မှာလွန်ခဲ့တဲ့နှစ်90ကကျွန်တော်တို့မြန်မာနိုင်ငံကစံတွေလူတန်းပြီးတော့သူတို့ရဲ့အသက်ကိုကယ်တင်ခဲ့ရတယ်ဆိုတာမိတ်ဆွေသိပါသလားမင်္ဂလာပါဗျာရွှေလန်းကနေပြန်လည်ကြိုဆိုလိုက်ပါတယ်1950ကနေ1953ခုနှစ်အထိ3နှစ်ကြာဖြစ်ပွားခဲ့တဲ့ကိုရီးယားစစ်ပွဲကြီးပြီးသွားတဲ့အချိန်မှာတောင်ကိုရီးယားဟာကမ္ဘာမြေပုံပေါ်ကနေရှင်းထုတ်ခံလိုက်ရတယ်လို့ပြပုံပွားကိုရောက်သွားပါတယ်လူပေါင်းတန်းနဲ့ချီတည်ဆုံးခဲ့ပြီးမိသားစုတွေကွဲကွာကမိဘမဲ့ကလေးတွေလမ်းမပေါ်မှာပြင်းထန်နေခဲ့တဲ့အချိန်တွေပါစက်ရုံအလုပ်ရုံတွေလျှက်စစ်ထုတ်တဲ့နေရာတွေအားလုံးဒီဘက်ကမြောက်ကိုရီးယားဘက်မှာကြံရိတ်ခဲ့တဲ့အတွက်တောင်ကိုရီးယားမှာဘာတစ်ခုမှမရှိတော့ပါဘူးအဲ့ဒီချိန်ကတောင်ကိုရီးယားရဲ့လူတဦးချင်းဝင်ငွေကအာဖရိကတိုက်ကအစင်းရဲဆုံးနိုင်ငံတွေဖြစ်တဲ့ဟေဒီအီသီယိုးပီးယားတို့နဲ့ဒန်းနူလောက်ဖြစ်နေပြီးကမ္ဘာအစင်းရဲဆုံးနိုင်ငံတွေထဲမှာပါဝင်ခဲ့ပါတယ်အဲ့ဒီခေတ်ကကိုရီးယားတွေရဲ့စင်းရဲမွဲတေမှုကိုဖော်ပြတဲ့စကားလုံးတစ်လုံးရှိပါတယ်အဲ့ဒါကတော့ဘိုရီကိုကဲမူရိုးစဘာတောင်ကုန်းလို့အဓိပ္ပာယ်ရပါတယ်ဒါဟာຫນွေဥပေါငတ်မုတ်မှုကာလကိုတင်စားထားတဲ့စကားလုံးဖြစ်ပါတယ်စောင်းထဲကတင်ထားတဲ့စားစရာတွေလည်းကုန်စဘာကလည်းမပေါ်သေးတဲ့ဧပြီနဲ့မေလတွေရောက်ပြီဆိုရင်ကိုရီးယားပြည်သူတွေကစားစရာမရှိတော့ပါဘူးဒါကြောင့်တောင်ပေါ်တက်ပြီးတစ်ပင်ရတစ်ခေါက်တွေတင်းမြစ်တွေကိုခွာပြီးပြုတ်စားခဲ့ကြရပါတယ်အာဟာရမရှိတဲ့တစ်ခေါက်တွေကိုစားရတဲ့အတွက်ကလေးတွေကမျက်နှာတွေဖောင်းအိပ်ပြီးအသက်ဆုံးရှုံးခဲ့ရတဲ့ဖြစ်ရပ်တွေများစွာရှိခဲ့ပါတယ်တောင်ကိုရီးယားရဲ့စီးပွားရေးဟာအမေရိကန်နဲ့နိုင်ငံတကာရဲ့အကူအညီအပေါ်မှာပဲဂျာနှုံးပြည့်မိခိုနေခဲ့ရပါတယ်။နိုင်ငံခြားငွေရဖို့အတွက်တောင်တွေကိုတူးလို့ရတဲ့အပြိုင်နဲ့တတ်တူပင်လယ်ရေမော်နဲ့အမျိုးသမီးတွေရဲ့သပင်ကိုဖြတ်ပြီးလှုပ်ထားတဲ့သပင်တူစတာတွေကိုနိုင်ငံခြားကိုအသေးအတန်တင်ပို့ပြီးအသက်ဆက်နေရတဲ့အခြေအနေပါ။1950ပြည်လွန်ကာလကျွန်တော်တို့မြန်မာနိုင်ငံဟာအရှေ့တောင်အာရှမှာတယံဇာတအပေါ်ကျွယ်ဝဆုံးစံစပါအထွက်တိုးဆုံးနဲ့အလားအလာအကောင်းဆုံးနိုင်ငံတစ်ခုဖြစ်ခဲ့ပါတယ်။ကိုရီးယားစစ်ပွဲဖြစ်ပွားနေချိန်နဲ့စစ်ပီးကာလငတ်မွတ်နေတဲ့တောင်ကိုရီးယားပြည်သူတွေအတွက်ဝန်ကြီးချုပ်ဦးနုဦးဆောင်တဲ့မြန်မာအစိုးရဟာကမ္ဘာကုလသမဂ္ဂကတဆင့်အမေရိကန်ဒေါ်လာ9000တန်ကြီးရှိတဲ့စံတန်ချိန်မြောက်များစွာကိုထောက်ပံ့ကူညီပေးခဲ့ပါတယ်။1950ပြည့်နှစ်ကအမေရိကန်ဒေါ်လာ9000ကိုအတေးအကျတွက်ကြည့်မယ်ဆိုရင်အဲ့ဒီခေတ်ကာလကမ္ဘာစံဈေးကွက်ပေါက်ဈေးအရစံတန်ချိန်900နီးပါးမှ600ကျော်ကိုရီးယားကိုလူတန်းခဲ့တာဖြစ်ပါတယ်။ဒီအကြောင်းနဲ့ပတ်သက်ပြီးတောင်ကိုရီးယားသမ္မတမွန်ဂျေအင်းကအတိတ်ကာလတောင်ကိုရီးယားနိုင်ငံကိုမြန်မာကစံလူတန်းခဲ့တဲ့အတွက်အထူးပင်ကျေးဇူးတင်ရှိကြောင်း2019ခုနှစ်စက်တင်ဘာလမြန်မာနိုင်ငံကိုလာရောက်လည်ပတ်ခဲ့တဲ့တရားဝင်မိန့်ခွန်းထဲမှာအခုလိုထည့်သွင်းပြောကြားခဲ့ပါတယ်။လွန်ခဲ့တဲ့နှစ်90ကကိုရီးယားပြည်သူတွေစစ်ပွဲအပြတ်စီးတွေကြားမှာထမင်းတနက်အတွက်ပူပန်နေရချိန်မှာမြန်မာနိုင်ငံကဒေါ်လာ9000မိုးရှိတဲ့စံတွေကိုပေးဖို့ကူညီခဲ့ပါတယ်။ဒါဟာကျွန်တော်တို့အတွက်အကြီးမားဆုံးအသက်ဆက်ဆေးတစ်ခွက်ဖြစ်ခဲ့ပါတယ်။ဒီအတွက်မြန်မာပြည်သူတွေရဲ့နှွေးထွေးတဲ့ကျေးဇူးတရားကိုကိုရီးယားကအမြဲတမ်းကျေးဇူးတင်နေပါတယ်လို့တရားဝင်ပြောဆိုခဲ့ပါတယ်။ဒါကတော့တောင်ကိုရီးယားနိုင်ငံနဲ့မြန်မာကြားမှာရှိတဲ့ထူးခြားတဲ့ဆက်ဆံရေးတစ်ခုဖြစ်ပါတယ်။တမိုင်းကိုပြန်ဆက်ရမယ်ဆိုရင်1962ခုနှစ်မှာဗိုလ်ချုပ်ကြီးပတ်ချန်ဟီဟာအာနာသိမ်းပြီးတောင်ကိုရီးယားနိုင်ငံကိုစတင်ဦးဆောင်ခဲ့ပါတယ်။သူ့မှာရှင်းလင်းတဲ့ရည်မှန်းချက်တစ်ခုပဲရှိတယ်။အဲ့ဒါကငါတို့မွေးနေတဲ့၍ဘယ်တော့မှကောင်းမွန်နိုင်မှာမဟုတ်ဘူးဆိုတာပါပဲ။ဒါကြောင့်တောင်ကိုရီးယားအစိုးရကတိုင်းပြည်ရှင်သန်ရပ်တည်နိုင်ရဲ့အတွက်ကြားသမျှနီလန်းတွေနဲ့အသေးအထန်ကြိုးပမ်းခဲ့ပြီးတော့အဲ့ဒီချိန်ကတောင်ကိုရီးယားရဲ့အဓိကပိုးကုန်တွေထဲမှာအမျိုးသမီးတွေရဲ့သပင်တွေကိုဖျက်ပြီးလုပ်ထားတဲ့သပင်တုတွေပါဝင်ပါတယ်။သို့ပေမဲ့ဒီလိုပိုးကုန်တွေကတိုင်းပြည်ရဲ့စားနပ်ရိက္ခာပြဿနာကိုလွန်လောက်အောင်ဖြေရှင်းမပေးနိုင်တော့တဲ့အခါနောက်ထပ်နီလန်းတွေကိုရှာကြံဖို့လိုအပ်လာပါတယ်။ကမ္ဘာကြီးရဲ့အခြားတစ်ဖက်မှာဒုတိယကမ္ဘာစစ်အပြီးစီးပွားရေးအရှိန်အဟုန်နဲ့ပြန်လည်ဦးမော့လာတဲ့အနောက်ဂျာမနီဟာလောက်သားပြက်လက်မှုရဲ့တံကိုအပြင်းထန်ခံစားနေရပါတယ်။အထူးသဖြင့်ဂျာမန်လူမျိုးတွေကိုယ်တိုင်မလုပ်ချင်ကြတဲ့ပင်ပန်းဆင်းရဲပြီးအန္တရာယ်များတဲ့ကြောက်မီးသွေးတူးဖော်ရေးလုပ်ငန်းတွေနဲ့တူနာပြုတ်လုပ်ငန်းတွေအတွက်နိုင်ငံခြားလုပ်သားတွေလိုအပ်နေကြတာပါ။ဒါကြောင့်တောင်ကိုရီးယားအစိုးရဟာအနောက်ဂျာမနီစီကနေစီးပွားရေးဖွံ့ဖြိုးတိုးတက်မှုချီးငွေရရှိဖို့မျှော်လင့်ချက်နဲ့အလုပ်သမားစီလိုရေးသဘောတူညီချက်ကိုလက်မှတ်ရေးထိုးခဲ့ပါတယ်။အလုပ်သမားတွေရဲ့လိုအားကားတွေကိုအာမခံအဖြစ်ထားပြီးဂျာမနီစီကနေငွေကြေးတန်းနဲ့ချီချီးယူခဲ့ရတာဖြစ်ပါတယ်။1963ခုနှစ်ကနေ1989ခုနှစ်အတွင်းမှာတောင်ကိုရီးယားဟာကြောင်မီးသွေးတွင်းအလုပ်သမား9900ကျော်နဲ့တူနာပြုတ်11000ကျော်စုစုပေါင်း2000ခန့်ကိုအနောက်ဂျာမနီစီဆေးလုပ်ခဲ့ပါတယ်။ဂျာမနီရောက်ကြောင်မီးသွေးအလုပ်သမားတွေဟာမြေရောက်မီတာ1000ကျော်အနက်ကပူပြင်းအိုက်ဆက်ပြီးလေဝင်လေထွက်မကောင်းတဲ့ကျင်းမြောင်းတဲ့တွင်းတွေထဲမှာအလုပ်လုပ်ခဲ့ရပါတယ်။ဘာသာစကားမတတ်အစားအသောက်မတူတာတွေအပြင်တွင်းပြိုတာဂတ်စ်ပေါက်ကွဲတာတွေကြောင့်အလုပ်သမားအများပြားသေဆုံးတာဒါမှမဟုတ်ဒဏ်ရာအပြင်းထန်ရတာတွေဖြစ်ခဲ့ကြရပါတယ်။အလုပ်သမားအများစုဟာကိုရီးယားမှာတက္ကသိုလ်ဘွဲ့ရတွေဖြစ်ကြပေမဲ့မိသားစုနဲ့နိုင်ငံအတွက်
ဒီပင်ပန်းတဲ့အလုပ်ကိုလာလုပ်ခဲ့ကြတာပါကိုရီးယားတူနာပြူတွေအနေနဲ့ဂျာမနီစေယုံတွေမှာအပင်ပန်းဆုံးဖြစ်တဲ့လူနာကြီးတွေကိုပြုစုရတာအလောင်းဆေးရတာစတဲ့အလုပ်ကျန်းတွေကိုလုပ်ကိုင်ရင်တိုင်းပြည်ဝင်ငွေရှာခဲ့ကြပါတယ်သူတို့ရှာဖွေလို့ရသမျှလာစားရဲ့90%ကျော်ကိုတောင်ကိုရီးယားမှာရှိတဲ့မိသားစုတွေစီပြန်ပို့ခဲ့ကြပါတယ်အဲ့ဒီလောအားကားတွေဟာတောင်ကိုရီးယား GDP ရဲ့2%အထိရှိခဲ့ပြီးနိုင်ငံရဲ့အဓိကနိုင်ငံခြားငွေအရင်းမြစ်ဖြစ်လာခဲ့ပါတယ်1964ခုနှစ်ဒီဇင်ဘာလ10ရက်နေ့မှာတောင်ကိုရီးယားသမ္မတပတ်ချန်ဟီဟာအနောက်မျက်နှာမှာကြောင်မီသွေးမှုန့်တွေပေးကြနေတဲ့မင်းတို့မျက်နှာကိုကြည့်ရတာငါမှရင်ကျိုးမတက်ခံစားရပါတယ်ငါတို့နိုင်ငံသားချမ်းသာရင်မင်းတို့ဘာကြောင့်ဒီလောက်ဝေးတဲ့အရက်မှာအသက်ဆုံးပြီးဒုက္ခခံမလဲဒါပေမဲ့ငါတို့ရဲ့သားသမီးတွေနောင်လာနောင်သားတွေအတွက်တော့ဒီလိုဆင်းရဲနွမ်းပါးတဲ့နိုင်ငံကိုအမွေမပေးခဲ့ကြပါနဲ့ငါတို့မျိုးဆက်မှာပဲဆင်းရဲဒုက္ခတွေကိုအဆုံးသတ်ကြစို့ငါတို့နိုင်ငံကိုချမ်းသာအောင်လုပ်ကြစို့ဒီမိန့်ခွန်းကတောင်ကိုရီးယားနိုင်ငံရဲ့တမိုင်းကိုအပြောင်းအလဲများစွာဖြစ်ပေါ်လာစေခဲ့ပါတယ်အနောက်ဂျာမနီစီကနေရရှိလာတဲ့ချင်းငွေတွေနဲ့အလုပ်သမားတွေပြန်ပိုးတဲ့ငွေတွေကိုအသုံးပြုပြီးတောင်ကိုရီးယားဟာပထမဆုံးအမြန်လမ်းမကြီးကိုဖောက်လုပ်နိုင်ခဲ့တယ်လို့နိုင်ငံအတွက်လိုအပ်တဲ့တမန်နီစက်ရုံကြီးတွေတင်မောချင်းတွေကိုတိစောက်နိုင်ခဲ့ပါတယ်ဒါနဲ့တင်ကိုရီးယားတွေချမ်းသာလာခဲ့တာတော့မဟုတ်ပါဘူးနောက်ထပ်တိုင်းပြည်အတွက်ဝင်ငွေရှာတဲ့နည်းလမ်းကတော့ဗီယက်နမ်စစ်ပွဲပါအမေရိကန်ပြီးရင်တောင်ကိုရီးယားဟာဗီယက်နမ်ကိုစစ်သားအများဆုံး3,200,000ကျော်ဆေးလွှတ်ခဲ့တဲ့နိုင်ငံဖြစ်ပါတယ်ဒီစစ်သားတွေတဲက9,000ကျော်ကြာဆုံးခဲ့ပြီးတော့ဒဏ်ရာရရှိခဲ့သူ1,000ကျော်ရှိခဲ့ပါတယ်ဒါအပြင် Agent Orange လို့ခေါ်တဲ့အစိမ်းငွေဓာတုပိုးသက်ဆေးတမ်းကြောင့်နောက်ဆက်တွဲဝေဒနာခံစားရပြီးတည်ဆုံခဲ့ရတဲ့တောင်ကိုရီးယားစစ်သားအများအများရှိခဲ့ပါတယ်အကျိုးဆက်အနေနဲ့အမေရိကန်စီကနေစစ်ရေးအကူအညီတွေချင်းငွေတွေရခဲ့တဲ့အပြင်ကိုရီးယားကုမ္ပဏီတွေဟာဗီယက်နမ်မှာလမ်းဖောက်တာအခြေခံအဆောက်အအုံဆောက်လုပ်ခွင့်တွေရရှိခဲ့ပါတယ်ဒါရီယာကိုရီးယားစီးပွားရေးအတွက်အသက်ဆက်ဆေးတစ်ခွက်ဖြစ်လာခဲ့ပြီးတော့1980 80ပြည့်နှစ်လွန်နေမှာတောင်ကိုရီးယားကိုကမ္ဘာထိပ်တန်းစက်မှုနိုင်ငံဖြစ်စေခဲ့တဲ့အခြေခံအုတ်မြစ်တွေပဲဖြစ်ပါတယ်။တောင်ကိုရီးယားအစိုးရဟာရလာတဲ့ပတ်စံတွေကိုပြည်သူတွေကြားမှာညီတူမျှတူလိုက်ဝေမပေးခဲ့ပါဘူး။အဲ့ဒီအစားအလားလာရှိတဲ့လုပ်ငန်းရှိတဲ့နိုင်ငံကိုရွေးချယ်ပြီးနိုင်ငံရဲ့တယံဇာတတွေနဲ့ချင်းငွေတွေအကုန်ပုံအောပေးတဲ့ခြေဘိုးစနစ်ကိုအသုံးပြုခဲ့ပါတယ်။ Samsung, Hyundai, LG, SK စတဲ့ကုမ္ပဏီတွေဟာအဲ့ဒီလိုမွေးမြူခံခဲ့ရတာပါ။ဒါပေမဲ့အစိုးရကအလကားတသက်ပေးတာတော့မဟုတ်ပါဘူး။ဒီနေ့ကားဗနယ်စီနိုင်ငံခြားကိုရောင်းရမယ်အထည်ဘလောက်ရောင်းရမယ်ဆိုတဲ့ပို့ကုန်ပြစ်မှတ်ကိုတိတိကျကျသတ်မှတ်ပေးပါတယ်။ပြစ်မှတ်မပြည့်ရင်ချင်းငွေဖြတ်တောက်ခံရပြီးဒေဝါလီခံရတဲ့အထိအစိုးရကရရဆက်ဆက်အပြစ်ပေးပါတယ်။ဒါကြောင့်ခြေဘိုးတွေဟာအသေးအလဲရှင်ပြိုင်စူးစမ်းခဲ့ကြရပါတယ်။1980ပြည့်လွန်နှစ်တွေမှာတောင်ကိုရီးယားဟာအထည်ကျုံနဲ့ဖနက်ထုတ်တဲ့အဆင့်ကနေအကြီးစားစက်မှုလုပ်ငန်းတွေကိုရဲရဲဝံ့ဝံ့ကူးပြောင်းခဲ့ပါတယ်။အထင်ရှားဆုံးကတော့ POSCO တမန်နီစက်ရုံကြီးတိစောက်ခြင်းပါ။တမန်နီစက်ရုံဆောက်ဖို့ပတ်စံမရှိတဲ့အခါဂျပန်နိုင်ငံစီကနေစစ်ရော်ချင်းငွေနဲ့ချင်းငွေတွေရယူခဲ့ပါတယ်။ဒီပတ်စံတွေကကိုရီးယားပြည်သူတွေရဲ့သွေးကြွေးတွေဖြစ်တဲ့အတွက် POSCO ကိုဦးဆောင်တိစောက်ရတဲ့ခေါင်းဆောင်ကသူ့ရဲ့အင်ဂျင်နီယာတွေကိုဒီစက်ရုံသားမအောင်မြင်ရင်ငါတို့အားလုံးအရှိတ်ပင်လယ်တွေကိုခုံချလိုက်ဆိုလို့ပြက်ပြက်တသားပြောဆိုခဲ့ပါတယ်။ဒီစက်ရုံအောင်မြင်သွားတဲ့အတွက်ကိုရီးယားတွေဟာကားတွေသင်္ဘောတွေကိုကိုပိုင်တမန်နီနဲ့အများပြားထုတ်လုပ်နိုင်ခဲ့ပါတယ်။အခုလိုအောင်မြင်မှုတွေကြီးဇက်တိုက်ရလာရာကနေ1998ခုနှစ်အာရှငွေကြေးအကျပ်အတည်းရိုက်ခတ်လာတဲ့အခါတောင်ကိုရီးယားဟာနိုင်ငံတော်ဒေဝါလီခံရမယ့်အခြေအနေအထိဆက်ရောက်သွားပြီးတော့ကမ္ဘာငွေကြေးရမုံငွေအဖွဲ့ IMFC ကနေအရေးပေါ်ချင်းငွေယူခဲ့ရပါတယ်။အဲ့ဒီချိန်မှာကမ္ဘာကြီးကိုမှင်တက်သွားစေခဲ့တဲ့အဖြစ်အပျက်တစ်ခုဖြစ်လာပါတယ်။အဲ့ဒါကတော့ကိုရီးယားပြည်သူတွေရဲ့ရွှေစုဆောင်ရေးလှုပ်ရှားမှုပါပဲ။နိုင်ငံရဲ့အကျွေးတွေကိုဆက်ဖို့အတွက်ပြည်သူ3.5 တန်းကျော်ဟာသူတို့ရဲ့မင်္ဂလာလက်စွပ်တွေကလေးလက်ဆွဲလေးတွေကအစစေတနာအလျောက်လာရောက်လှူဒန်းခဲ့ကြတဲ့အတွက်ရွှေတန်ချိန်228တန်းဒေါ်လာ1.2ဘီလီယံမို့အထိစုဆောင်းနိုင်ခဲ့ပါတယ်။ဒါဟာတောင်ကိုရီးယားပြည်သူတွေရဲ့မျိုးချစ်စိတ်ဟာကမ္ဘာမှာပြိုင်ဆိုင်ရှားဆိုတာကိုသက်သေပြလိုက်တာပါပဲ။ဒီအကြက်တဲ့အပြီးမှာတောင်ကိုရီးယားအစိုးရဟာအသည့်တရားတစ်ခုရသွားပါတယ်။အရင်လိုစက်ရုံကြီးတွေကြီးပဲအားကိုးနေလို့မရတော့ဘူးဆိုတာပါပဲ။ဒါကြောင့်သမ္မတကအကြံပေးကောင်စီကိုကမ္ဘာစီးပွားရေးဈေးကွက်ရဲ့အလားအလာတွေနဲ့ရလဒ်တွေကိုလေ့လာစစ်ဆေးကြည့်ဖို့အမိန့်ပေးခဲ့ပါတယ်။အဲဒီကထွက်လာတဲ့အစီရင်ခံစာအရဟောလိဝုဒ်ကထုတ်လုပ်လိုက်တဲ့ Jurassic Park ဒိုင်နိုဆောရုပ်ရှင်ကားတကားရဲ့ဝင်ငွေဟာသူတို့နိုင်ငံကအသေးအလဲထုတ်လုပ်ရောင်းချနေရတဲ့ကားအစီးရေ1.5 တန်းဝင်ငွေနဲ့တွားတူနေတာကိုတွေ့လိုက်ရပါတယ်။အဲဒီချိန်ကစပြီးကျင်ကျင်းမှုနဲ့အမှုပညာဆိုတာဖျော်ဖြေတတ်မဟုတ်ဘူး။တိုင်းပြည်ကိုချမ်းသာစေနိုင်တဲ့အကြီးမားဆုံးစီးပွားရေးလက်နက်တစ်ခုပဲဆိုတာကိုကိုရီးယားခေါင်းဆောင်တွေသဘောပေါက်သွားခဲ့ပါတယ်။အထူးသဖြင့်1998ခုနှစ်ငွေကြေးအကျပ်အတည်းပြီးမှသမ္မတခင်ဒေးကျုံဟာနိုင်ငံကိုကယ်တင်ဖို့အတွက်စက်ရုံတွေတင်မောချင်းတွေကိုအားကိုးမဲ့အစားနီးပညာ IT နဲ့ကျင်ကျင်းမှု culture ဆိုတဲ့
မဟာဗျူဟာတစ်နှစ်ခုကိုလုံးဝပြောင်းလဲအသက်သွင်းခဲ့ပါတယ်။ဒါဟာရေတိုးအစီအစဉ်မဟုတ်ပဲကဘာကြီးကိုတိမ်မိုက်ဖို့အစိုးရကိုယ်တိုင်စနစ်တကျရေးဆွဲခဲ့တဲ့နှစ်ရှည်စီမံကိန်းကြီးတစ်ခုဖြစ်ပါတယ်။သမရကင်ဒေးကျုံဟာယဉ်ကျေးမှုတွေကိုဖြန့်ကျက်ဖို့ဆိုရင်အင်အားအကြီးဆုံးကွန်ရက်တစ်ခုလိုတယ်ဆိုတာကိုကြိုမြင်ခဲ့ပါတယ်။ဒါကြောင့်တောင်ကိုရီးယားကိုကမ္ဘာပေါ်မှာအင်တာနက်အမြန်ဆုံးနဲ့အကောင်းဆုံးနိုင်ငံဖြစ်စေရမယ်ဆိုတဲ့ရည်မှန်းချက်နဲ့တနိုင်ငံလုံးအတိုင်းအတာအရ broadband fiber cable ကြိုးတွေကိုအကြီးအကျယ်ရင်းနှီးမြှုပ်နှံခဲ့ပါတယ်။အစိုးရကအင်တာနက်လိုင်းဆွဲကားတွေကိုအလွန်သက်သာတဲ့ဈေးနှုန်းနဲ့ချထားပေးခဲ့ပါတယ်။ကြားလိုက်ကတော့2000ပြည့်နှစ်အစောပိုင်းမှာပဲကိုရီးယားလမ်းတွေပေါ်မှာ PC ဘန်းလို့ခေါ်တဲ့အင်တာနက်ဂိမ်းဆိုင်တွေမှုလို့ပေါက်လာခဲ့ပါတယ်။လူငယ်တွေဟာ StarCraft လိုဂိမ်းတွေကိုအသေးလဲစော့ကစားကြရင်ကနေကမ္ဘာပေါ်မှာ e-sport အားကစားဆိုတဲ့ကဏ္ဍအသစ်တစ်ခုကိုကိုရီးယားကပဲစတင်မွေးထုတ်ပေးနိုင်ခဲ့ပါတယ်။ဒီကနေ့ကမ္ဘာ e-sport ပြိုင်ပွဲတွေမှာကိုရီးယားကစားသမားတွေဟာဘရင်တစုဖြစ်နေတာကတိုက်ဆိုင်မှုမဟုတ်ပါဘူး။ဒီလိုမြန်နှုန်းမြင့်အင်တာနက်အခြေခံအဆောက်အအုံရှိနေတဲ့အတွက် Samsung နဲ့ LG တို့လိုကုမ္ပဏီတွေဟာသူတို့ရဲ့နောက်ဆုံးပေါ် smartphone တွေနည်းပညာတွေကိုပြည်တွင်းမှာအလွယ်တကူစမ်းသပ်နိုင်ခဲ့ပြီးကမ္ဘာဈေးကွက်ကိုပါအလင်းအမြန်ထိုးပေါက်နိုင်ခဲ့ပါတယ်။ဒါအပြင် BTS တို့ Blackpink တို့လိုကမ္ဘာကျော်အဖွဲ့တွေပေါ်ထွက်လာတာဟာကံကောင်းလို့ဖြစ်လာတာမဟုတ်ပါဘူး။အစိုးရကယဉ်ကျေးမှုကိုပို့ကုန်တစ်ခုအနေနဲ့သတ်မှတ်ပြီးကြံမုံငွေအမြောက်အများသုံးစွဲခဲ့လို့ဖြစ်ပါတယ်။အစိုးရဟာယဉ်ကျေးမှုဝန်ကြီးဌာနရဲ့ဘတ်ဂျက်ကိုအစမတန်တိုးမြင့်ပေးခဲ့တဲ့အပြင် KOCCA လို agency တွေကိုပါဖွဲ့စည်းပြီးရုပ်ရှင်ဂီတနဲ့ game ကုမ္ပဏီတွေကိုငွေကြေးနဲ့နည်းပညာအထောက်အပံ့တွေပေးခဲ့ပါတယ်။ဒီအထောက်အပံ့တွေနဲ့အတူဖျော်ဖြေရေးကုမ္ပဏီတွေ Samsung, YG, JYP ဟာ Idol Training System အင်မတန်ကြမ်းတမ်းပြီးစနစ်ကျတဲ့လေ့ကျင့်ရေးကျောင်းတွေကိုတည်ထောင်ခဲ့ကြပါတယ်။ကလေးရွယ်ကလေးကအဆိုအကနိုင်ငံခြားဘာသာစကားအင်္ဂလိပ်ဂျပန်တရုတ်စကားတွေကိုနှစ်ချီလေ့လာစေကစစ်တပ်တစ်ခုလိုအပြင်းထန်လေ့ကျင့်ပေးပါတယ်။ဒီလိုနေရာတွေကနေကမ္ဘာအဆင့်မီ K-pop ကျယ်ပွင့်တွေအဖြစ်ပေါ်ထွက်လာတာပဲဖြစ်ပါတယ်။ဒီမဟာဗျူဟာကိုအကောင့်ထဲပေါ်ဖို့ကိုရီးယားအစိုးရနဲ့ကုမ္ပဏီတွေဟာ K-pop နဲ့ K-drama တွေကိုနိုင်ငံတကာကိုအစပိုင်းအရှုံးခံပြီးကိုဖြန့်ချိခဲ့ပါတယ်။ရည်ရွယ်ချက်ကတော့ soft power ကိုတိစောက်ဖို့ပါ။တကမ္ဘာလုံးကလူတွေဟာကိုရီးယားဇလန်တွဲတွေကိုကြည့်ရင်ကိုရီးယားတချင်းတွေကိုနားထောင်ရင်းနဲ့ကိုရီးယားယဉ်ကျေးမှုကိုမတိမတာဆွဲလန်းလာကြပါတယ်။ဇလန်တွဲတွေထဲမှာမင်းသားမင်းသမီးတွေစားပြတဲ့အတွက်ကမ္ဘာတစ်လွှားမှာကိုရီးယားကြက်ကြော်ဆိုဂျူနဲ့တော့ပိုကီတွေရောင်းအားအစမတန်တက်လာပါတယ်။ Blackpink လိုအဖွဲ့တွေတုံးတဲ့အလှကုန်တွေကိုတိုက်တုံးကြတဲ့အတွက် K-beauty ကိုရီးယားအလှကုန်လုပ်ငန်းဟာပြင်သစ်ကိုတောင်ရှင်နိုင်တဲ့ကမ္ဘာထိပ်တန်းဖြစ်လာပါတယ်။အနုပညာရှင်တွေကင်တဲ့ Samsung ဖုန်းတွေကိုလိုက်ကင်ကြသလိုကိုရီးယားကားတွေကဇက်ဝင်ကန်းတွေကိုအပြင်ခံစားနိုင်မှုအတွက်ကိုရီးယားကိုတွားလေတဲ့ကမ္ဘာလက်ခရီးသွားတွေရဲ့ဝင်ငွေဟာလည်းဒေါ်လာဘီလီယံနဲ့ချီပြီးဝင်လာပါတယ်။စီးပွားရေးပညာရှင်တွေရဲ့တွက်ချက်မှုအရ K-pop ပို့ကုန်အတွက်ဒေါ်လာ100သုံးတိုင်းတခြားကိုရီးယားကုန်ပစ္စည်းတွေဖုန်းအလှကုန်အစားအစာရောင်းရငွေဟာဒေါ်လာ400နီးပါးအလိုလျောက်မြင့်တက်လာတယ်လို့ဆိုပါတယ်။ဒီလိုနှစ်ပေါင်း20ကျော်ကြာစနစ်တကျပြင်ဆင်ခဲ့တဲ့ယဉ်ကျေးမှုမဟာဗျူဟာဟာအခုအခါမှာတော့အထိုးထိပ်ကိုရောက်နေပါပြီ။2020ခုနှစ်မှာ Parasite ရုပ်ရှင်ကားဟာအင်္ဂလိပ်စကားပြောမဟုတ်တဲ့ဇာတ်လမ်းတွေထဲမှာပထမဆုံးအနေနဲ့အော်စကာဆုကြီးကိုဆွတ်ခူးနိုင်ခဲ့ပါတယ်။2021ခုနှစ်မှာတော့ Netflix ကပြသခဲ့တဲ့ Squid Game ဟာကမ္ဘာတစ်လွှားကလူပေါင်းတန်140ကျော်ကြည့်ရှုခဲ့ပြီး Netflix သမိုင်းတစ်လျှောက်ကြည့်ရှုသူအများဆုံးစံချိန်တင်ခဲ့ပါတယ်။ယနေ့တောင်ကိုရီးယားနိုင်ငံရဲ့အောင်မြင်မှုကအစိုးရရဲ့ပြောင်မြောက်တဲ့မဟာဗျူဟာကမ္ဘာကိုထိုးဖောက်နိုင်ခဲ့တဲ့စီးပွားရေးလုပ်ငန်းရှင်တွေရဲ့အရေးအချင်းနဲ့အနစ်နာခံခဲ့ကြတဲ့ပြည်သူတွေရဲ့သွေးချွေးတွေပေါင်းဆက်ထားတဲ့ရလဒ်ဖြစ်ပါတယ်။တစ်ချိန်ကစပင်ကိုရောင်းပြီးအသက်ဆက်ခဲ့ရတဲ့နိုင်ငံဟာအခုတော့ကမ္ဘာကိုနည်းပညာတွေနဲ့ယဉ်ကျေးမှုတွေကိုတင်ပို့နေတဲ့စီးပွားရေးအင်အားကြီးနိုင်ငံတစ်ခုဖြစ်နေပါပြီ။ပြပုံတွေကနေကမ္ဘာထိပ်တန်းကိုရောက်အောင်တက်လန်းလာတဲ့ကိုရီးယားရဲ့တမိုင်းကြောင်းဟာမဖြစ်နိုင်ဘူးဆိုတာမရှိဘူးဆိုတာကိုသက်သေပြနေပါတယ်။ဒီတမိုင်းကြောင်းကနေကျွန်တော်တို့ဘာတွေသိယူနိုင်မလဲ။မိတ်ဆွေတို့ရဲ့အမြင်ကိုဝင်ရောက်ဆွေးနွေးသွားနိုင်ပါတယ်